ra tốt đã bạn bè nóအဲ့ဒါမှတ်မိအောင်လို့ပြောတာနောက်တစ်ခုကမထိုက်ထိုက်မိကောဆရာတော်ကြီးဖေကတပည့်တော်သည်၅ပါးသီလကိုအမြဲလုံခြုံအောင်အတတ်နိုင်ဆုံးထိမ့်သိမ့်ခဲ့ပါသည်တဲ့တခါတရံအကြောင်းမျိုးမျိုးကြောင့်မူသားသုံးခဲ့ရပါသည်သို့ဖြစ်ပါ၍သူတစ်ပါးရဲ့အကျိုးစီးပွားထိခိုက်ပျက်စီးစေသောမူသားမဟုတ်ပါက၅ပါးသီလကိုပြပြခြင်းရှိမရှိတပည့်တော်အားရှင်းပြပေးတော်မူပါမူသားလို့ဆိုရဲမဟုတ်တာပြောရင်တော့၅ပါးသီလပြတ်တာပဲအမှန်ကိုမဟာမှန်မှုလို့လုပ်ပြောရင်ဒါမူသားခေါ်တာအရှိကိုရှိတိုင်းပြောနိုင်ရမယ်သူကဥပါယလို့ခေါ်တယ်ဥပါယနဲ့ပြောတာမျိုးကြတော့မူသားလို့မခေါ်ဘူးဥပမာပဲတခုခုရည်စူးပြီးတော့ပြောတာပင်စာဝုဒ္ဓမင်းသားလေးကလမ်းခရီးသွားတဲ့အခါကျတော့ဘလူးနဲ့တွေ့တယ်အဲ့ဒီသူ့လက်နဲ့ဘလူးကိုပြစ်တယ်ခတ်တယ်ပေါ့နောက်ဆုံးမှာသူ့လက်နဲ့တည်ကုံသွားတယ်ကုံသွားတော့ဘာလုပ်တော့ဆိုလက်သီးနဲ့ဘလူးထိုးတယ်ဘိုက်အဲ့တော့ဘလူးကလည်းအမွှေးကတ်တဲ့ဂလူးတွေနဲ့တုပ်ထားတဲ့ဘလူးကြီးဖြစ်နေတော့လက်သီးကကတ်သွားတယ်သူ့အမွှေးဒါနောက်လက်သီးတစ်ချောင်းနဲ့ထိုးပြန်တယ်ကတ်သွားပြန်ရောနော်နောက်ခြေထောက်နဲ့ဒူးနဲ့ကန်တယ်ခြေထောက်နဲ့ကန်တယ်ခြေထောက်ကြီးလည်းကတ်သွားနောက်ခြေထောက်တစ်ဖက်နဲ့ကန်ပြန်တယ်ကတ်သွားပြန်ရောနောက်ဆုံးကျတော့ဘာမှမရှိတဲ့အခါကျတော့ခေါင်းနဲ့တိုက်တယ်အဲခေါင်းလည်းကတ်သွားရောအဲ့ဒါလို့ဖြစ်တော့ဘလူးကြီးကကဲဘာတတ်နိုင်သေးတုံးလို့ဟာနဲ့ရည်တဲ့အခါကျတော့သူကဘာပြောတော့ဆိုမင်းစားရင်စားတယ်ငါးဘိုက်ထဲမှာဝရစိန်လက်နဲ့ရှိတယ်မင်းပိုက်ကြီးပေါက်ထွက်သွားမှာပဲလို့ပြောတာအဲ့ဒါဘာကိုရည်ရွယ်ပြောတာတုံးဆိုသူ့ရဲ့အသိဉာဏ်ကိုရည်ရွယ်ပြီးတော့ပြောတာအဲ့ဒါမျိုးကြတော့ဥပါယစကားလို့ခေါ်တယ်မူသားမဟုတ်ဘူးနော်မရှိဘဲနဲ့ရှိတယ်လို့လိမ့်တာမဟုတ်ဘူးပညာကိုရည်ညွှန်းပြီးတော့ငါထဲမှာဝရစိန်လက်နဲ့ရှိတယ်လို့ဆိုဟိုကောင်ကြီးကကြောက်သွားပြီးမစားရတော့ဘူးအဲ့ဒါမျိုးတော့မူသားမဟုတ်ဘူးအဟုတ်ကိုမဟုတ်လို့ပြောရင်တော့မူသားပဲတစ်ဖက်သားအကျိုးပြက်သည်ဖြစ်စေမပြက်သည်ဖြစ်စေအကျိုးပြက်ရင်တော့ပိုအပြစ်ကြီးတယ်လို့ပြောတာမြတ်စွာဘုရားရာဟုလာသားတော်လေးကိုဆုံးမတဲ့အခါမှာမူသားစကားမပြောနဲ့တဲ့ရာဟုလာမင်းမူသားပြောလို့ရှိရင်ကြည့်ရေခွက်ထဲကရေလေးတွေသွန်လိုက်တာမူသားစကားပြောတဲ့လူတယောက်ဟာတဲ့ကြည့်ကိုကျင်တရားတွေကိုအကုန်သွန်ပြစ်လိုက်တာနဲ့အတူတူပဲတဲ့ဘာမှမကြံတော့ဘူးတဲ့မူသားပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာပုံကွယ်ရပုံခိုစရာနေရာလေးရတော့လိန်လိုက်ရင်ကိစ္စပြီးသည့်အတွက်ကြောင့်အမြဲတမ်းလိန်လီမှုကိုဆက်လုံးနေတတ်တယ်မူသားဆိုတဲ့အရေးကလေးမှာခိုးခိုပြီးတော့သူကမဟုတ်တာလုပ်တတ်တယ်ပေါ့ဒါကြောင့်မို့မူသားဆိုရင်ကတော့ဘုရားကရည်စရာတောင်မပြောနဲ့လို့ပြောထားတာနော်မပြောချင်ပါဇက်ပိတ်နေပေါ့အဲ့ဒါ